Okay အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ကလေးတွေကခဖွန်စားရှင်တယ်ဆိုလို့ဈေးမှာခဖွန်လေးတော့ဝယ်ပြီးတော့လှုပ်စားကြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီခဖွန်လှုပ်စားဖို့အတွက်ပေါ့နော်ကျွန်တော်ညီမနှစ်ယောက်နေပြီးတော့လူငွေအနေငယ်စီတယောက်ကိုအနေငယ်စီပါဝင်ထားတာလည်းရှိပါတယ်ခင်ဗျာဒါတော့ဈေးဝယ်ပြီးတော့ပေါ့နော်ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်ခင်ဗျာဒါတော့ကော်ဖီထုတ်လေးကိုချစ်နေတာဖြစ်ပါတယ်ဒါတော့မူငင်းချက်အထုတ်လေးတွေဖြစ်ပါတယ်ခင်ဗျာကဲအခုဆိုရင်နပင်တို့ကျတူမိတ်တို့လီပြီးသွားပါပြီဒါတော့မြေပဲပေါ့နော်လော်ပြီးသွားပါပြီခင်ဗျာခရမ်းချင်းဒီလည်းပွက်နေပါပြီကဲခေါက်ဆွဲဖက်လည်းရပါပြီခင်ဗျာစီချက်လည်းရသွားပါပြီဒါတော့ငရုတ်ဒီကြိတ်ထားတာဖြစ်ပါတယ်ကဲအရွက်ဒီအကုန်လုံးရပြီဆိုရင်ကျွန်တော်တို့ငရုတ်ဒီလည်းစီချက်တက်ထားတာရသွားပါပြီခင်ဗျာကဲဒါတော့ပဲပုတ်လေးပေါ့နော်အရေးကြိုထားတာဖြစ်ပါတယ်ခင်ဗျာကဲအခုဆိုရင်ကျွန်တော်တို့အကုန်လုံးပြင်ဆင်ပြီးသွားပြီဆိုတော့ပေါ့နော်ကလေးတွေဆူတောင်းပြီးရတယ်ကျွန်တော်တို့စားဖို့စပြီးတော့ပြင်ဆင်ကြမှာဖြစ်ပါတယ်ခင်ဗျာကဲခုချိန်မှာကျွန်တော်တို့အစာပရာတွေအကုန်ထည့်ပြီးတော့ပြီးသွားပြီဆိုတော့ချက်ကြီးရနေပြီးတော့ကျွန်တော်စပြီးမီးကြီးမှာဖြစ်ပါတယ်ခင်ဗျာကိုလက်ရဆိုတော့ကောင်းတယ်ပေါ့နော်ကဲချက်ကြီးကမီးပြီးသွားဆိုတော့ကောင်းတယ်ဆိုတော့ကျွန်တော်တို့ကလေးနဲ့တူတူစားဖို့အတွက်စပြီးတော့ပြင်ဆင်ကြမှာဖြစ်ပါတယ်ခင်ဗျာဒီအိုးကြီးနဲ့လှုပ်ထားတဲ့ဟာတွေကျတော့ကျွန်တော်တို့နည်းနည်းအကြီးပိုင်းတွေပေါ့နော်စားဖို့အတွက်ပေါ့နော်ငရုတ်တီးတွေပါတဲ့ဟာပေါ့ပြီးတော့ဒီအိုးအသေးနဲ့ဟာကြတော့ငရုတ်ဒီမစားတဲ့အငယ်ဒီအတွက်ဖြစ်ပါတယ်ခင်ဗျာဒါတော့ငရုတ်ဒီမစားတဲ့အငယ်အဖွဲဖြစ်ပါတယ်ဒါတော့ငရုတ်တီးစားတဲ့အကြီးတုပ်ဖြစ်ပါတယ်ခင်ဗျာ你来吃的，我出的嘛嘞，我这个本来嘛，我这个本来嘛。
ကျန်လားမကျန်လားတော့မသိဘူးပေါ့နော်အိုးကတော့ဒါအိုးကပ်ပဲကျန်တော့တာဖြစ်ပါတယ်ခင်ဗျာဒါတော့သူကြိုက်တာလေးတွေကိုစားနေရရင်ပြုံးပျော်နေသူလေးပါခင်ဗျာကဲခုဆိုရင်ကလေးတွေသမင်းစားလို့ပြီးခါနီလောက်မှာကျွန်တော်တို့အေးတိုက်မှာဖြစ်ပါတယ်ဖုန်းနဲ့စားပြီးအေးလဲတောက်ပြီးရနဲ့အလူရှင်ကတယောက်နေပြီးတော့မုတ်တွေလာပြီးလူသွားလို့မုတ်တွေထပ်ဝင်နေရဖြစ်ပါတယ်ခင်ဗျာကဲခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုလေးကိုစိတ်ရှိရှိလေးနဲ့အစနဲ့ဆုံးထိကြည့်ရှုအားပေးကြတဲ့တကယ်ချင်းအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဆက်လက်ပြီးအားပေးကြပါအောင်လို့ပြောကြရင်းနဲ့ဗီဒီယိုဒီမှာပဲအဆုံးသတ်လိုက်ရခင်ဗျာ